ဟိုးရှိရှိတုန်းကပေါ့နေလင်းလို့ခေါ်တဲ့ခရီးသွားတစ်ယောက်ဟာလာတလည်းညတညမှာအိမ်ကန်ဖို့လမ်းကိုအပင်းထန်လျှောက်နေကြတယ်လမ်းဘေးကတစ်ပင်ကြီးတွေကလေတိုးထန်ကြောက်တရှဲရှဲနဲ့မြည်နေပြီးတိမ်တွေကလမင်းကြီးကိုဖုံးဖို့ကြိုးစားနေရမို့ပတ်ဝန်းကျင်ကမှောင်ရိပ်တန်းနေတာပေါ့နေလင်းဟာသူ့အိတ်ထဲမှာပါတဲ့လက်ကိုမီးအိမ်လေးကိုတင်းတင်းဆုပ်ကင်ပြီးအမြန်လေးရှောက်နေခဲ့တယ်လေလမ်းဘေးကတရားအိုလေးတစ်ခုနားရောက်တဲ့အခါမှာတော့နေလင်းဟာအញ្ញမ်းဝမ်းနေစရာကောင်းတဲ့ရှိုက်ကြီးတငယ်ငိုတန်ကြီးကိုကြားလိုက်ရတယ်။သူကမိအိမ်လေးနဲ့ထိုးကြည့်လိုက်တော့လမ်းဘေးမှာဝေဝေးလူခေါ်တဲ့မိန်းကလေးတစ်ယောက်ကမြေပြင်ပေါ်မှာဒူးလေးပိုက်ပြီးထိုင်ငိုနေတာကိုတွေ့လိုက်ရတယ်။သူမရဲ့စပင်းအရှိကြီးတွေကကြောပင်ပေါ်မှာဖားလျားကျနေပြီးကိုခန္ဓာလေးကလည်းငိုရလို့တုံရီနေရပေါ့။နေလင်းကစိတ်ထားကောင်းနေသူဆိုတော့ဝေဝေးကိုကြည့်ပြီးတနာသွားမိတာပေါ့။သူကသူမနားကိုဖြည်းဖြည်းချင်းချင်းကပ်သွားပြီးညီမလေးဒီညာကြီးမှာဘာလို့တယောက်ထဲငိုနေတာလဲတခုခုအကူညီလို့လားလို့ကျင်ကျင်နာနာမေးလိုက်တယ်သူကသူမကိုနှစ်သိမ့်ဖို့အတွက်သူ့ရဲ့အဝတ်စားတစ်ခုကိုကမ်းပင်းရင်သူမရဲ့ပခုံးလေးကိုအသားရထိလိုက်တယ်လေဝေဝေကငိုတန်ကိုရက်လိုက်ပြီးနေလင်းဘက်ကိုဖိထိချင်းလှည့်ကြည့်လိုက်တယ်အဲ့ဒီအခါမှာတော့နေလင်းဟာထိတ်လန့်လွန်းလို့မိအိမ်အောင်လက်ကြမတန်ထိသွားတော့တာပေါ့သူမရဲ့မျက်နှာမှာမျက်စိနှာခေါင်းပါးစပ်ဆိုတာဘာမှမရှိပဲကြက်ဥခွင်လိုမျိုးဖြူဖွေးချောမွတ်နေတဲ့အရေးပြားကြီးပဲရှိနေလို့ပါသူမဟာစကားတစ်လုံးမှမပြောပေမဲ့အဲ့ဒီမျက်နှာပြင်ကြီးနဲ့နေလင်းကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်လေနေလင်းဟာကြောက်လန့်တတားနဲ့အတန်ကုန်ဟစ်တော်ပြီးလမ်းမတိုင်အားကုန်ပြေးခေါ်တာပေါ့သူ့နဲ့နှလုံးခုန်တန်းကနားထဲမှာတတိတ်တိတ်နဲ့ကျဲလောင်နေပြီးနောက်ကိုယ်တောင်လှည့်မကြည့်ရတော့ဘူးအမောင်ထဲမှာပြေးနေရင်တစ်ကိုင်း6တွေကသူ့အဝတ်အစားတွေကိုဆွဲကုတ်နေသလိုပဲခံစားနေရတယ်လေသူဟာအသက်တောင်မဝတော့ပဲရှိကိုပဲခေါင်းမောက်ပြေးနေမိတယ်လေအကြာကြီးပြေးပြီးတဲ့နောက်မှာတော့လမ်းဘေးမှာမိန်ပြပြမီးရောင်လေးလင်းနေတဲ့စိုက်အိုလေးတစ်ဆိုင်ကိုတွေ့လိုက်ရလေအဲ့ဒီဆိုင်ကညဘက်ခရီးသွားတွေအတွက်ခောက်ဆွဲပူပူလေးတွေရောင်းပေးတဲ့ဆိုင်လေးပေါ့နေလင်းဟာကဲတင်ရှင်ကိုတွေ့ပြီးဆိုပြီးဝမ်းသာအားရနဲ့ကဲကြပါအောင်ဆိုပြီးဆိုင်ထဲကိုအသေးအတန်ပြေးဝင်သွားတယ်လေဆိုင်ထဲရောက်တော့ဆိုင်ရှင်ဦးဖုံးကမီးဖို့နားမှာခောက်ဆဲတွေကိုချက်နေရင်အလို့ရှုနေလေနေလင်းကအမောတကောနဲ့ဦးလေးကဲပါအောင်ကျွန်တော်လမ်းမှာထူးဆန်းတဲ့မင်းကလေးတယောက်ကိုတွေ့ခဲ့တယ်လို့အော်ပြောလိုက်တာပေါ့သူဟာကြောက်လန့်လို့ဦးဖုံးရဲ့အင်ဂျီစာကိုတောင်လှမ်းဆွဲထားမိတယ်လေဦးဖုံးကအေးဆေးဆေးပဲဘာဖြစ်လို့လဲမောင်ရင်ရဲ့ဘာဒီအလလောက်ထိတ်လန့်နေရလဲလို့ကြောပေးထားရင်းနဲ့တငိန်နဲ့အတန်းနဲ့မီးလိုက်တယ်နေလင်းကလည်းသူမရဲ့မျက်နှာမှာမျက်စိလည်းမရှိဘူးပါးစပ်လည်းမရှိဘူးအကုန်လုံးချောမွနေတာပဲဦးလေးရဲ့ကျွန်တော်အញ្ញမ်းကြောက်တာပဲလို့တုံတုံရင်ရင်နဲ့ပြန်ပြောပြလိုက်တယ်လေအဲ့ဒီအခါမှာတော့ဦးဖုံးကခောက်ဆဲချက်တာကိုရက်လိုက်ပြီးအော်ခမိုင်းတွေ့ခဲ့ရဲ့မျက်နှာကဒီလိုမျိုးလားလို့မေးလိုက်တယ်အဲ့ဒီလိုမင်းရင်ဦးဖုံးဟာသူ့ရဲ့လက်ဝိုင်းနဲ့သူ့မျက်နှာကိုအပေါ်ကနေအောက်ကိုဖိဖိချင်းပွက်လိုက်တာပေါ့နေလင်းကတော့သူ့ရှေ့မှာဘာရီဖြစ်လာတော့မလဲဆိုတာကိုမယုံနိုင်အောင်ကြည့်နေမိတယ်လေနေလင်းကြည့်နေတော့မှပဲဦးဖုံးရဲ့မျက်နှာပေါ်ကမျက်စိနှာခေါင်းပါးစပ်ဆိုတာပျောက်သွားပြီးစောစောကမင်းကလေးလိုပဲချောမွတ်သွားတော့တာပေါ့ဆိုင်ထဲကမိအိမ်လေရုတ်တရက်ဝုန်းကလေးငိမ့်သွားပြီးအရာအလုံးအမောင်အတိကျသွားတော့တယ်နေလင်းရဲ့အော်ဟေတန်ဟာတညာလုံးတိတ်ဆိတ်နေရဲ့တောအုပ်ကြီးထဲမှာပြန်လွင့်သွားခဲ့တော့တယ်ကွယ်